ဟယ်လိုအားလုံးပဲမင်္ဂလာပါဆန်းစီရဲ့ဂျပန်နည်းကလပ်လေးကနေအားလုံးကိုပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အားလုံးကိုဘာလေးကိုတင်ပြပေးမှာလဲဆိုတော့အာနီမေတွေကစကားလုံးအဆိုကိုတင်ပြပေးမှာဖြစ်ပါတယ်အမြဲလဲစာရေးနဲ့ကြီးရေးလာရတာပြင်းလာပြီလို့ထင်တဲ့အတွက်ကြောင့်ဒီတစ်ခါတော့အတူဆန်းလေးဖြစ်သွားအောင်လို့အာနီမေတွေကစကားလုံးအဆိုကိုတင်ပြပေးပါမှာဖြစ်ပါတယ်ဒါဆိုဆက်စနဲ့ဇူလိုက်ပြီးတော့ကြည့်ကြည့်ရအောင်နော်ဘာကာဆိုတာကတော့အယူကိုပြောစီဖြစ်ပါတယ်မြန်မာလိုဆိုရင်တန်ငယ်ချင်းစီစီလေးစောက်ချနာကြတဲ့အခါမှာအယူလို့ဘာညာနဲ့ခေါ်ကြရလေအဲ့လိုပဲဂျပန်လိုဆိုရင်တော့ဘာကာလို့ခေါ်တာဖြစ်ပါတယ်ကဲဒီစလုံးကိုရပြီဆိုရင်တော့ကိုယ့်ရဲ့တန်ငယ်ချင်းတွေကိုသူတို့မသိအောင်ဒီစလုံးနဲ့တွားပြီးတော့စကြည့်တော့ဟုတ်ပြီနောက်တစ်လုံးကတော့မိုရှိဖြစ်ပါတယ်မိုရှိဆိုတာကတော့ hello လို့ပြောစီဖြစ်ပါလေနော်ဒီစလုံးလေးကိုရပြီဆိုရင်လည်းတရားကကိုဖောခေါ်တဲ့အခါမှာ hello လို့မပြောဘဲနဲ့မိုရှိလို့ပြောကြည့်ပါနော်もしもしポリスメンဟုတ်ပြီနောက်တစ်လုံးကတော့အားလုံးပဲရင်းနှီးပြီးသားစကားလုံးလေးဖြစ်မှာပါစမ်ပိုင်းဖြစ်ပါလေဟုတ်ပါလေစမ်ပိုင်းပါစမ်ပိုင်းဆိုတာကတော့စီနီယာဖြစ်ပါလေပေါ့နော်ကိုယ့်ရဲ့စီနီယာရဲ့ပါဆိုလဲအခုလိုမျိုးလေးခေါ်ကြည့်လိုက်ပါအောင်နော်ロリ先輩အခုရောဆိုတာကတော့တွားရအောင်လို့ပြောတာဖြစ်ပါတယ်ရှော့တိုမတ်တေဆိုတာခဏစောင့်မှလို့ပြောတာဖြစ်ပါလေအဲ့ထက်ရည်ကြီးအောင်ပြောစင်နေဆိုရင်တော့ရှော့တိုမတ်တေခူလာဆိုင်အနောက်ကခူလာဆိုင်လေးထည့်ပေးမယ်ဆိုရင်တော့ပို့ပြီးတော့ယဉ်ကျေးတဲ့စလုံးလေးဖြစ်မှာပါဒါလေးကိုလည်းပြောကြည့်ပါနော်ကဲအခုနောက်တစ်လုံးလေးကတော့ဂွန်မနာဆိုင်ဖြစ်ပါတယ်ဂွန်မနာဆိုင်ကတော့တောင်းမှန်ပါတယ်ဆိုတဲ့စလုံးဖြစ်ပါတယ်သူကတော့ယဉ်ကျေးပါတယ်ကိုတငယ်ချင်းစစ်ဆိုရင်တော့ဒီဂွန်မန်တောင်းမှန်နဲ့ဂွန်မန်အဲ့လိုပြောရင်ရပါပြီပေါ့နော်ယဉ်ကျေးစနေဆိုရင်တော့ဂွန်မနာဆိုင်လို့ပြောပြပါကဲအခုတစ်လုံးကတော့ရမဲရောဆိုတာကရက်ပေါ့နော်ရမဲဆိုတဲ့သဘောပဲဖြစ်ပါလေရမဲဆိုတာရက်ဆိုတဲ့သဘောပါနော်やめろဒိုရှိတာနော်ဆိုတာကတော့ဘလို့ဖြစ်တာလဲဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်တကယ်စီတရားကတခုဖြစ်နေဆိုရင်ဒိုရှိတာနော်ဆိုပြီးတော့မေးကြည့်လိုက်နော်こんな時はどうしたのってကဲအခုနောက်တစ်လုံးလေးကတော့ဒိုင်းကျော်ဘူးတက်စကာဆိုတာကအစင်ပြေရလားဆိုတဲ့စလုံးလေးပဲဖြစ်ပါတယ်ဒိုင်းကျော်ဘူးလို့ပြောလဲရပါတယ်ဒါကိုကအစီပြေဆိုရင်တော့ဒိုင်းကျော်ဘူးတက်ဒါလိုမျိုးလေးပြဖြစ်ပြီးရပါပြီနော်もしもし大丈夫ですかခုနောက်ဆုံးတစ်လုံးလေးကတော့အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ခါဝါကြီးဖြစ်ပါတယ်ခါဝါကြီးကတော့စစ်စရာကောင်းတဲ့ဆိုတဲ့စလုံးလေးပဲဖြစ်ပါတယ်おかわいいことကဲဒီနေ့မှာတော့အားလုံးအတွက်နေ့စဉ်ပွားမှာရောအသုံးဝင်မဲ့စလုံးလေးအစုကိုတင်ကြားပေးခဲ့တာဖြစ်ပါတယ်ဒီစလုံးအစုကနေ့စဉ်ပွားမှာအမြဲတမ်းပြောနေကြစလုံးလေးဖြစ်တဲ့ကြောင့်အသုံးရှာပြီးတော့ပြောကြည့်ပါအောင်နော်ဟုတ်ပြီဒါဆိုရင်ဒီနေ့အတွက်တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးများတင်ပါတယ်ဒါဆိုရင်ဆက်စစ်လို့ရင်နောက်တင်ငန်းစာမှာပြန်တွေ့ကြရအောင်အားလုံးပဲဘိုင်ဘိုင်またね